ကောင်းတာဆိုတာအကျဉ်းချင်းလုပ်ပါလို့ဆိုကုသိုလ်ကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တာဖြစ်တော့ကြောင့်လူတွေမှာကျမ်းမာရေးလိုက်စားတယ်ဆိုတာတစ်ချိန်နဲ့လိုက်စားလို့မရဘူးအချိန်ချင်းလေ့ကျင့်ပြီးတော့ကျမ်းမာရေးကောင်းအောင်လုပ်ကြအဲ့ဒါလိုပဲစိတ်ကျမ်းမာမှုလို့ဆိုတဲ့ကုသိုလ်တရားကိုလည်းပဲစင်စက်မပြတ်ကိုယ့်ရဲ့နဲ့အောင်ဖြစ်နေအောင်လုပ်အောင်အဲ့တော့ဖြစ်နေအောင်လုပ်တယ်ဆိုတာအလူကြီးအများတန်းလှူနေရမယ်လို့သူတို့ပြောတာမဟုတ်ကုသိုလ်ဖြစ်เสียတွေကအများကြီးရှိတယ်ရင်ထဲနှလုံးထဲမှာမပြတ်ဖြစ်เสียရမယ်ကုသိုလ်တရားကမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဘဝမှာနေမယ်ဆိုရင်မေတ္တာနဲ့နေမယ်ကရုဏာနဲ့နေမယ်မုဒိတာနဲ့နေမယ်ဥပေက္ခနဲ့နေမယ်အဲ့ဒီမှာတပြိုင်နဲ့နေလို့တော့မရဘူးမေတ္တာနဲ့နေတဲ့အခါမှာကရုဏာမုဒိတာဥပေက္ခမပါဘူးတော့ပြောမေတ္တာနဲ့နေပြီဆိုရင်ကိုယ်နဲ့ထပ်တူအများသရဝါတွေကိုယ်နဲ့ထပ်တူကျမ်းမာချမ်းသာပျော်ရွှင်တာဘဝအဆင်ပြေတာဖြစ်စေခြင်းနဲ့စိတ်ဆန္ဒတွေကိုမေတ္တာလို့ခေါ်တယ်အလုံးအဆင်ပြေစေခြင်းနဲ့အလုံးပျော်ရွှင်စေခြင်းနဲ့ဘေးရန်ကင်းစေခြင်းနဲ့ဘဝမှာအဆင်မြင့်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့ဆိုတဲ့ဒီဆန္ဒတွေမေတ္တာလို့ခေါ်တာဒီအာဒေါသလို့ခေါ်တယ်အမုန်းကင်းစင်ပြီးတော့ရှင်တွေကနှလုံးသားမှာချစ်ခင်တဲ့သဘောတရားမေတ္တာလို့အာဒေါသကိုပဲမေတ္တာလို့ခေါ်တာပဲဖြစ်တယ်အမုန်းတရားကင်းစင်တဲ့မေတ္တာစိတ်ဓာတ်နဲ့နေပြီးဆိုတဲ့အခါမှာတရားတိုင်းဟာလူတိုင်းဟာအဆင်ပြေတာမဟုတ်ဘူးအဆင်မပြေတဲ့လူနဲ့တွေ့လာပြီဆိုရင်အဆင်မပြေလို့ဒုက္ခရောက်နေတယ်ဒီဒုက္ခကလွတ်ကင်းပါစေမြင်မြင်သူ့ရဲ့ဒုက္ခကိုစာနာတတ်တယ်ဆိုရင်အဲ့ဒီချိန်မှာကျတော့မေတ္တာကနေပြီးတော့ကရုဏာဆိုတဲ့နှလုံးသားအနေထားတစ်ခုပြောင်းသွားပြန်တယ်ဒါလည်းမွန်မြတ်တဲ့စိတ်နေသဘောထားတစ်ခုပဲမေတ္တာထားရနေပြီးတော့အစမပြေတဲ့ပုဂ္ဂိုလ်တွေ့လိုက်တဲ့အခါမှာရှင်တွေကအကျဉ်းနာဖြစ်တာကရုဏာဒါကသဘာဝတရားတစ်ခုကရုဏာဖြစ်ခြင်းအပြင်ဘာကိုဖယ်ရှားနိုင်တာတော့ဆိုလူတယောက်ကိုဒုက္ခထပ်ပြီးမရောက်စေခြင်းမူရောက်နေတဲ့ဒုက္ခကလွတ်မြောက်စေခြင်းဟာအကျဉ်းနာကရုဏာအဲ့ဒါလည်းအလုံးမမြတ်တဲ့သဘောတရားပဲကိုကူညီနိုင်သည်ဖြစ်စေမကူညီနိုင်သည်ဖြစ်စေစိတ်ထဲကသူ့ကိုချောင်မတွန်းတဲ့စိတ်ဓာတ်ပုံမြတ်တဲ့စိတ်ဓာတ်တတ်နိုင်ရင်ကူညီတဲ့စိတ်ဓာတ်အဲ့ဒါမျိုးကကရုဏာဒါသူတော်စင်တွေမှာဖြစ်တဲ့မြင့်မြတ်တဲ့သဘောတရားတစ်ဖက်